ဘလို့ပြင်ဆင်မှုနဲ့ထပ်မံရှင်းပြရမယ်ဆိုတော့ကျွန်တော်မသိဘူးနော်ကဲအားလုံးပဲဒါကဘယ်လိုလဲဟုတ်ကဲ့အားလုံးပဲဒီကမှာအမေဆန်တို့လေးစားဆိုတဲ့ချင်းရအောင်ရှင်းနေကြပါမယ်ဒီချင်းရေးတဲ့အကြောင်းရတော့ဒီမှာလည်းစိတ်ကြတဲ့အချိန်ပေါ့နော်ဒီအချိန်မှာအမေရဲ့ဒီရဲ့အလုပ်ကြီးတဲ့ချင်းဆိုတော့
Love